ကဲဒီနေ့ထုတ်သက်တော်တဲ့လောထန်တဲ့တခဲတို့ပွဲကတော့ကျွန်တော်ထင်တာဒီပွဲလောထန်ကိုယုံကြည်မှုလွန်ခဲဝထင်တယ်ပြီးတော့သူပွဲထိုးရတယ်ជីជីတလောက်ရလဲဘယ်လိုပြောမလဲကလည်းလုံချုံချုံမတင်ဘူးကွာတကယ်တော့လဲတကယ်လို့လဲတကယ်ကောင်းပါတယ်ဒါနဲ့ကျွန်တော်ထင်တာလောထန်လဲသူ PR များလို့ထင်တယ်ဒီပွဲကသူရှုံးရတဲ့အကြောင်းလေပွဲမတန်ခင်တဲ့ PR တွေတပုံရွယ်ဆိုတော့လဲဒီပွဲကသူစိတ်လဲအရန်ပါမယ်ပုံမလဲပုံစံမပေါက်ပါနော်ကီလိုတွေပါချိန်နဲ့ချိန်မှာလဲဟိုရိုင်ဒီရိုင်နဲ့ဖြစ်နေတယ်ဆိုတော့ခွန်အားအပြီးမပါလာလဲပါပါတယ်ဒီလောက်မှာကုန်မြင့်တဲ့ fighter လေးကဒီလိုအလဲထိုးခံရမယ်လို့ကျွန်တော်လည်းမထင်ဘူးပေါ့နော်တကယ်လို့လည်းဒီပွဲကျွန်တော်ကောင်းပါတယ်ခပတ်နဲ့ချန်ပီယံနဲ့တော်တော်လေးထက်တန်တယ်ပေါ့ပွဲလည်းတော်တော်ကြီးလို့ကောင်းတယ်ပိတ်တက်လည်းတော်တော်ကြီးဖြော်ရည်ပေးတဲ့ပွဲလို့လည်းပြောရမှာပေါ့နော်ပိတ်တက်ရောကြိုက်ကြလားမသိဘူးကျွန်တော်တော့ဒီပွဲတော့အရင်ကြိုက်ခဲ့ပါတယ်နောက်ထပ်တော့လူပြောမှနောက်ဆုံးချီပူဆိုးရဲ့လောက်နောက်၄ခါမှကြာပါတော့ဒီကချီမှလည်းကြာတယ်ပြီးတော့နောက်ဆုံးချီမှဆိုနှစ်ခါမှကြာတာပေါ့နော်လောက်နောက်ဆိုပြောမှဆိုနောက်ထပ်၄တောင်းမှကြာတာပေါ့နော်တော်တော်လေးလည်းမိုက်တယ်အားလုံးလည်းကြိုက်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်